ဒီနေ့မနက်၄နာရီနိုးပြီးတော့အိမ်မှာလှုပ်ရှားရှိရတွေအရင်လှုပ်ပါတယ်ပြီးတော့ဈေးသွားဖို့ပြန်ဆင်ပါတယ်ပြီးတော့ဈေးဝယ်လိုက်ဖို့အတွက်အသည့်အိမ်ကိုသွားပါတယ်။ဒါလေးကတော့ snow ပါ။ဈေးရဝေးရဆိုတော့အသည့်ရဲ့ကားနဲ့လိုက်သွားပါတယ်။ဈေးတစ်နိုင်ဝယ်လို့အပြီးမှအိမ်ကိုပြန်လာပါတယ်။အိမ်ပြန်ရောက်တဲ့အခါနိုင်ဝက်လောက်အနားယူပါတယ်။ပြီးရနဲ့ English podcast နားထောင်ပြီးတော့ vocab တွေချရေးပါတယ်။ dual patterns တွေကိုကိုယ်စိတ်ကူးနဲ့ကိုယ်ဆွဲရတမျက်နှာပြည့်သွားခဲ့ပါပြီဆိုတော့နောက်တမျက်နှာကိုလည်းကိုယ်စိတ်ကူးနဲ့ကိုယ်တစ်ဖန်ထပ်ဆွဲအောင်ပါဆိုတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာဒီနေ့တော့အိယာထားနည်းနည်းနောက်ကျလို့တလိုင်းပဲပြီးသွားပါတယ်Day 43 vlog ရတဲ့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်